အားလုံးပဲမင်္ဂလာပါကိုကြီးလာတေမှာကြိုဆိုပါရစေအခုတစ်ခေါက်ကျွန်တော်အမောင်းစိလုံးမဲ့ဂိမ်းလေးကတော့ဒီ Kiss Data အခုမှလောလောလတ်လတ်ရောက်လာတဲ့ဒီ Serbian Manhunt ဆိုတဲ့2 player game လေးပေါ့ဒီကောင်ကကြတော့နှစ်ယောက်ပဲဆော့ရမယ်ပြီးလို့ရှိရင်ဒီတယောက်ကကြတော့ဒီ Russia ဘက်က KGB officer တွေပေါ့နောက်တစ်ယောက်ကကြတော့ Russia နေဆက်မှာပြက်ကြတဲ့ဒီ American spy plane ရဲ့လေမှုပေါ့လေမှုကကြတော့တရုတ်နေဆက်ကိုထွက်ပြေးရမယ်ဒီ KGB officer တွေကကြတော့လိုက်ဖမ်းရမယ်ပေါ့ hidden movement game လေးပေါ့ကဲအထက်ကဘာလဲ content လေးကြည့်လိုက်အောင်မတော်တူမရှိပါဘူးဒါကြတော့robot တွေပေါ့ဒီဟာဟိုရုပ်ရှင်လာတော့ကြည့် behind enemy line ဆိုလားအဲ့လိုပုံစံမျိုးပဲပေါ့တယောက်ကထွက်ပြီးမယ်တယောက်ကလိုက်ဖမ်းမယ်ပေါ့အလလာဖာမနေတာမို့တော့ survival အတွက်ကို crafting တွေပါရစပါပေါ့ဒါကြတော့ player guide တွေတဲကြတော့ဒါ pilot အတွက်ဒါကြတော့ဟို KGB government အတွက်ဒီရမှာ crafting လိုအပ်တဲ့ crafting တွေပါသေးဒါကကြတော့မြေပုံကတော့ကနန်းလေးပြုတ်သိမ့်နေတာတော့ဒီမှာလေရင်ပြည့်ကျတဲ့နေရာဒီကနေစမယ်တော့ဒီတရုတ်နေဆက်တီကိုပြေးရမှာပေါ့ကြားထဲမှာမြို့တွေရှိမယ်ကြားထဲမှာဒီလိုမျိုးမြို့တွေရှိမယ်ဒီလိုမျိုးလေဒီနဲ့ဖြတ်သွားမယ်နေရာရှိတယ်ဒီ highway ကနေဘယ်လိုပြောမလဲလမ်းကြုံကားတာပြီးစီးသွားလို့ရတယ်မြို့တစ်မြို့နဲ့တစ်မြို့ပြီးတော့ဒါကျတော့ယာတီပေါ့ဆိုင်းယာတီကြရင်ဟိုအနှွေးတွေဒီပိုင်းမို့ထားလို့ရှိရင်ပို့ပြီးတော့သွေးရော့တာတော့ဘာလို့ပေါ့ဒါကြတော့ government player ရဲ့ player boat ကဲဒါကြတော့ pilot တော့ဟာဒါကြောင့် UU standard edition ဆိုတော့တစ်သားတူကင်လေးမဟုတ်ပါဘူး deluxe edition ဆိုလို့ရှိရင်ဒါတစ်သားတူကင်လေးနဲ့ပြီးတော့ဒီမှာကျလို့ရှိရင်ဟို double layer ပေါက်ဟိုဟာတွေနဲ့ပေါ့ double layer ကတ်တူတွေနဲ့ပေါ့ပန်ချက်တွေရှိပါဟောပန်ချက်တွေမှာတော့ berry အသီးစားတာတွေပါမယ်တော့အမဲလိုက်စားတာတွေပါမယ်ဟောအမဲလိုက်ထားတဲ့ဒါ raw meat ပေါ့ raw meat ကိုမီးဖိုးပြီးချက်စားလိုက်ရင်တော့ cook meat ဖြစ်တော့ cook meat ဖြစ်လို့ရှိရင်တော့ energy ပိုရတယ်ပေါ့ က
Okay ဒါကကျတော့ campsite ဒါကျတော့ drawback ဒါကျတော့ pilot ကိုမတ်ကြည့်ပြီးတော့နေရာတွေမှတ်လို့ရအောင်လုပ်ပေးရတဲ့ mini map ပြီးတော့တစ်ဖက်ကလူမမြင်အောင်ကာထားလို့ရတယ်ပေါ့ဒါကျတော့ဘာကြီးတော့ဘာလဲတော့မသိဘူးနော်ကြည့်တော့ဒါကြောင့်သူတွားခဲ့တဲ့လမ်းကြောင်းတွေကိုနံပါတ်စင်းလေးမှတ်ထားပြီးတော့ track လို့ရအောင်ပေါ့โอเคဒါကြတော့ခုန drawback တွေထည့်ပြီးနိုင်ရမှာပေါ့ pilot ကမြို့ထဲကိုဝင်လို့ရှိရင်သူကဒီအိတ်ထဲကနေဒီ token လေးဆွဲထုတ်ရမယ် random ဆွဲထုတ်အောင်ပေါ့တစ်ခုဆွဲထုတ်ဒါဆိုလို့ရှိရင် silent citizen ဆိုလို့ရှိရင်ကိုဒီမြို့ကိုရောက်နေတယ်ဆိုတဲ့ဟာကိုတစ်ဖက်လူကိုတရင်မပေးဘူးပေါ့ဒါကကြတော့တလန်နေပေါ့တလန်နေကိုမြို့ထဲဝင်လို့ရှိရင်ဒါဆွဲမိပြီဆိုတော့ ਨੇ တစ်ဖက်လူကိုတရင်ပေးမယ်ဒီလူဒီမြို့ရောက်နေပါပြီပေါ့အဲ့ဒါဆိုရင်ဟိုဘက်လူကဒီလူရှာရတာနည်းနည်းနေတော့တောင်းဖြစ်သွားပေါ့စောက်တလန်နေကောင်းကျိုးမပေးဘူးဒါကကြတော့ဒါကြောင့် player token လေးဒီတော့ answer တော့တော့မမြင်ရတာကြာပြီဒါကြောင့်ဝယ်သားလေး token လို့ကောင်းကကြတော့မကကိ okayဒါကြောင့် wireless တော့ထဲမှာတွေ့ရမယ် encounter tag ပေါ့ berry တွေ့မယ်တော့ berry ကိုမှတော့ဒီမှာအချို့ကတ်တွေမှာတော့အပေါ်အောက်ပါတယ် summer ဆိုလို့ရှိရင်ဒီ berry ရမယ် winter ဆိုလို့ရှိရင်အပင် winter အချိန်မှာဒါဆွဲမိရင်မရဘူးပေါ့တော့ဒီဘောဟာတွေကကျတော့တစ်ခါသုံးပေါ့အစားလုံးကြီးပြတင်တာဒါဆိုဘာမှမရှိဒါရကြအမဲလိုက်ရမယ်ဟာတွေပေါ့ကျုံနေပါတယ်ရှင်းနေပါမယ်တမင်နေပါမယ်ဝင်နေတွေ့မယ်လူတွေနဲ့လည်းတွေ့မယ်လူတွေနဲ့တွေ့လို့ရှိရင်ကိုက pilot ကကြတော့အဲ့လူတွေကိုချမလားဒါမှမဟုတ်လို့ရှိရင်ထွက်ပြေးမလား encounter လုပ်မလားပေါ့ကိုလုတ်ခဲ့တဲ့ပုံမူတည်ပြီးတော့အဲ့လူတွေကကိုကူခြင်းလဲကူမယ်ဒါမှမဟုတ်တစ်ဖက်လူကိုသတင်းပေးခြင်းပေးမယ်ဒါကတော့ကိုဆုံးဖြတ်ချက်နဲ့ကိုပေါ့သူက RPG element အနေနဲ့ဒီ crafting ဟာတွေပါတော့တော်တော်မိုက်တယ်ဒါဆိုလို့ချင်းကိုကလူကြုံခေါ်တင်အောင်မယ်ပေါ့ခုနအသားတွေဘာတွေကိုမီးအသားတွေဘာတွေကိုမချက်ပဲနဲ့စားမယ်ဆိုအစိမ်းစားမယ်ဆိုလို့ရှိရင်ဒီမှာတဲ့ parasite risk တော့ရှိတာပေါ့ဒါနဲ့ဒါနဲ့ကြောင့်မတူဘူးเนาะ
Roger. Yatari Gari, Papa Canalo. Đó giờ nhiều đứa muốn luôn chị nhiều đứa muốn bị xa luôn chị ya mày hả đi bộ đó giờ crafting lâu luôn hả đi bộ đó giờ pilot profile Okay. တရားပြီးတော့ Kickstarter exclusive ဟာလေးတစ်ခုထပ်ပြီးတော့ unboxing လုပ်အောင်ပါပေါ့။ကောင်ကကြတော့ mini expansion အသေးလေးပေါ့။ Ejection zone တော့ setting ဟာဒီကိုတော့ setting placement တွေကိုပြောင်းပြတာပေါ့။ထဲအောင်ပါလေဆိုတော့ဒါဆုံးပြီလီလီနဲ့ခုံချခဲ့တဲ့ဆုံးပြီဘောနမှာအစားတော့အသေးတကူပါလာတယ်ကဲအဲ့ဆိုတော့နည်းနည်းတော့ရှုပ်ပွားကုန်ပြီ sorry ကဲအဆုံးထိရှိဦးပဲတော့ကျေးဇူးတင်ပါတယ် bye bye